အေးမြနှင်းစီရေနံတွင်းတွေပြီးရင်ရှိုတွေကိုဖြတ်ပြီးရင်မြင်းနီခင်တန်းမြင်းနီခင်တန်းကိုဖြတ်ပြီးရင်ချောင်းရိုးကလေးကိုရောက်တယ်ချောင်းရိုးကလေးကနေဆက်လျှောက်လိုက်ရင်နှမ်းကင်းတွေမြေပဲကင်းတွေကိုတွေ့ရတယ်လမ်းဘေးဝဲရာကတဲပင်တွေပေါ်မှာတဲသီးတွေတီးနေပြီရွာထိပ်စရက်လေးစီရောက်ဖို့ကျွန်တော်အဲ့ဒါလိုနှစ်ကာလတွေကိုဖြတ်လျှောက်ခဲ့ရတယ်မပျော်တာကြာပြီဖြစ်တဲ့ကျွန်တော်စိတ်ထဲမှာသတင်းတစ်ခုကြားရပြီးပျော်နေတယ်အေးမြနှင်းစီရွာကိုပြန်လာမယ်ဆိုတော့မျှော်ရတာကျွန်တော်အလွန်ပျော်တယ်မှတ်ညံထဲမှာတမာရွက်ဝါတွေကြွေကြနေတယ်ကိုကိုပင်ကြီးတွေရဲ့အရေးကြောင်အတိတ်ဆိုတာတွေလည်းမှောင်မဲနေတာပဲစပိန်စီးပြီးကြောပေးထွက်ခွာသွားတဲ့အေးမြနှင်းစီရဲ့ကြောပြင်ကိုဝါတဝါပြန်မြင်အောင်မိတယ်ရှောက်ရင်လေပေါ်မှာပြန်တယ်လို့ကျွန်တော်ခြေလမ်းတွေတွက်နေတယ်ကျွန်တော်ကိုအကြီးအောင်တွေ့ရင်ဘလို့မှတ်ချက်ပြုမလဲတွေးတောမိတယ်အကြီးအောင်ဆုံးပါသွားတာနှစ်အတော်ကြာလှပါပြီကျွန်တော်လည်းအေးမြနှင်းစီကိုမတွေ့ရတာရက်ဆက်ဆယ်စုနှစ်ကျော်ပြီပြာဇက်နောက်ခံစကားပြောတန်လို့အတန်နဲ့အေးမြနှင်းစီရဲ့အကြောင်းတွေကိုတယောက်ကကျွန်တော်ကိုနေ့တိုင်းပြောတယ်အဲ့ဒီတယောက်ကကောင်းကင်ပေါ်ကလားမြေကြီးအောက်ကလားတငယ်ချင်းတယောက်လားကျွန်တော်ကိုယ်တိုင်လားမသိပါဒါမှမဟုတ်အေးမြနှင်းစီကိုယ်တိုင်လားအေးမြနှင်းစီရွာကိုပြန်ရောက်လာပြီဆိုတဲ့သတင်းကိုကြားတော့ရွာထိပ်စရက်စီကိုကျွန်တော်ပြေးသွားမိပါတယ်ဟုတ်ပါတယ်အေးမြနှင်းစီကအပြာရောင်ခေါင်းဝင်လေးကိုဝို့လို့အထုပ်တွေအပိုးတွေနဲ့ဇရက်ကိုရောက်နေတယ်သူ့ဆွေမျိုးတွေသူ့ငယ်တငယ်ချင်းတွေကသူ့ကိုကြိုကြပေါ့ကျွန်တော်ကတော့စုပ်ပြဲကြိုးကြေးနေတဲ့ထရန်စတွေကြားကနေအေးမြနှင်းစီကိုခိုးကြောင်ခိုးဝက်ခိုးကြည့်နေတယ်ကျွန်တော်အပေါ်မှာဘလို့သဘောထားများရှိနေမလဲဆိုတာကျွန်တော်ရင်မဆိုင်ရဲပါအေးမြနှင်းစီရဲ့လေတံမျိုးနဲ့ကိုနင်းတက်တိနင်းလိုက်တာလို့ပြန်ပြောမိတယ်ကြော်ကလည်းကျွန်တော်ကိုထွက်တွေ့ဖို့မျက်စာပစ်ပြတယ်ကျွန်တော်ကတော့တိတ်လေးပဲခိုးကြည့်နေမိတယ်အေးမြနှင်းစီကငငယ်တုန်းကလိုပဲပြောင်းလဲမသွားဇရက်ထဲမှာသူ့တငယ်ချင်းတွေနဲ့သူ့ညီမတွေကိုစကားဖောင်ဖွဲ့ပြောနေတယ်ပြောရင်ရီရင်မျက်လုံးလေးမှေးသွားအောင်ပြုံးတယ်အဲ့ဒီအပြုံးနဲ့ရည်တံကိုကျွန်တော်ပြန်ကြုံရတော့မှင်သေးသွားတယ်လာမင်းကြီးနဲ့တူတယ်ဆိုတာအေးမြနှင်းစီရဲ့အဲ့ဒီအပြုံးပဲဖြစ်လိမ့်မယ်ကျွန်တော်ထွက်မတွေ့ပဲမနေနိုင်တော့ပါအေးမြနှင်းစီကိုကျွန်တော်ထွက်ကြိုပါတယ်ကျွန်တော်တို့ရွာထဲကအိမ်စီသွားကြတယ်အိမ်ရောက်တော့အေးမြနှင်းစီကိုကျွန်တော်ကခလေးတယောက်စိတ်ဆိုးသလိုဆူကောက်ပြောမိတယ်10နှစ်ကျော်လောက်ပြစ်ထားရကောင်းလားရွာကိုပြန်မလာရကောင်းလားဆိုပြီးမျက်နှာလွယ်နှကန်းဆူပြီးပြောနေမိတယ်ကျွန်တော်စိတ်ကောက်ပြီးပြောနေတာကိုအေးမြနှင်းစီကသဘောကျနေတယ်ထိုင်ကုန်ပေါ်မှာထိုင်ရာကထလာပြီးကျွန်တော်ဘေးကိုလာရက်တယ်ပြီးတော့လာမင်းနဲ့တူတဲ့အပြုံးမျက်လုံးလေးမှေးနေအောင်ရည်ရင်ကျွန်တော်ဘေးထိုင်ပြီးကြည့်နေတော့တယ်ချော့တာနေမှာပေါ့လေအဲ့ဒီအရေးပြုံးအောင်မှာကျွန်တော်စိတ်ကောက်နေဖို့မစွမ်းသာပါခဏနေတော့ဖိုးကျော်ရောက်လာတယ်ဖိုးကျော်ကတော့သူ့ဝတီတိုင်းကျွန်တော်ဘေးမှာထိုင်ပေးနေတဲ့အေးမြနှင်းစီကိုစနောက်ပါတယ်အေးမြနှင်းစီလည်းရှက်ပြီးခေါင်းမဖော်ရဲဘူးအဲ့ဒီချိန်မှာပဲပြဇက်နောက်ခံစကားပြောတဲ့နဲ့တစုံတစ်ယောက်ကအေးမြနှင်းစီလက်ထပ်တော်မယ့်အကြောင်းကိုပြောတယ်ဘသူမှမကြားပဲကျွန်တော်တယောက်ပဲအဲ့ဒီအတန်ကိုကြားလိုက်ရတယ်ကျွန်တော်နားတွေဥပြီးရုတ်တရက်လန့်ဖြန့်သွားတယ်အေးမြနှင်းစီကိုအဲ့ဒီအကြောင်းကျွန်တော်မေးပါတယ်ကျွန်တော်မေးကမှသူလဲရုတ်တရက်အသိပြန်လဲလာတဲ့လူတယောက်လိုလန့်ဖြန့်သွားရှာပါတယ်ပြီးတော့စိတ်မကောင်းလဲဖြစ်သွားပုံပါပဲကျွန်တော်မျက်နှာပြန်လွှဲလိုက်တယ်အိမ်အပေါ်ထက်ကအကာလက်ရန်တန်းမှာချိတ်ထားတဲ့ဘဲကမှမသိတဲ့ဓပုံဟောင်းတွေကိုဓပုံချင်းကြည့်ရင်အာယုံလွှဲကြည့်ပါတယ်မျက်ရည်တွေလည်းဝဲနေမိတယ်
အိမ်မြနေစီလဲကျွန်တော်ဘေးကနေပြန်ထသွားတယ်အိမ်ကိုပြန်တယ်နောက်နေ့ရန်ကုန်ကိုတန်းပြန်တယ်ကျွန်တော်ကတော့မိုးမိတဲ့ခိုတွေလိုလေးလံစွာစိတ်မကောင်းစရာတွေကြီးဆက်တွေးနေမိတယ်မနက်9:26မေ့သွားမှဆိုလို့မက်တဲ့အိမ်မက်ရဲ့အပိုင်းအစမှန်သမျှကိုကျွန်တော်ချရေးလိုက်တယ်ပြီးတော့ပြန်အိတ်တယ်အိမ်မက်ဆက်မက်ဖို့ထက်ကျွန်တော်အိပ်ပျော်သွားဖို့မျှော်လင့်မိတယ်အောင်ဆန်းဖုံးစော်